2026 ခုနှစ်ဧပြီလ14ရက်နေ့ဂျာတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဂျာတာပရိသတ်သမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်လေကိုမကြားခြင်းတဲ့သတင်းစကားမျိုးတွေအလုံးနဲ့ပတ်သက်ပြီးသွားရင်ဂျာတိရတဲ့အောက်လက်ငယ်တာဒါသမီးအလုတ်ကနေပြီးတော့အိမ်ကနေပြီးတော့ထွက်သွားတတ်တယ်ပြန်မရတော့ဘူးလို့ထင်ထားတဲ့သတ်မှတ်ထားတဲ့ငွေကြီးတွေကမရည်ရွယ်ဘဲနဲ့မတင်မဖဲနဲ့အဖက်ဖက်ကနေပြီးတော့ကျွေးတွေရတာရစရာရှိတဲ့ငွေကြေးတွေပြန်ဝင်တာမျိုးတွေဖြစ်မယ်နော်ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်ပြီးသွားရင်စိတ်ရှုပ်စရာစိတ်ညစ်စရာများနဲ့ဂျုံရတဲ့အခြေမှလည်းဒီနေ့မှာဂျားလေသွေးလို့ဝေးနေရတတ်တယ်နော်အိမ်တော်ရေးမှာတော့ဒီနေ့မှာနှစ်ဖက်မိသားစုတွေရှိကနေပြီးတော့အဆက်တွေကောင်းတွေရရှိတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာခရမ်းရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိပြားမှာစပြစ်သည်ကလူပေးရမှာဖြစ်ပါတယ်ရှင်